ရဲ့ခြေတော်ဟာရုတ်တရက်ထောင်ချောက်ထဲမိသွားပါတယ်ထို့နောက်ခွေးလေးဟာအလွန်အော်ပါတယ်တစ်ဖက်မှာတော့လူဆိုးတွေဟာယထာသွားတဲ့လမ်းမှာဘုံထောင်နေပါတယ်အဲ့ချိန်မှာယထာကလည်းလျင်မြန်စွာလာနေပါတယ်ခွေးလေးကတော့ထောင်ချောက်ကလွတ်အောင်ကြိုးစားပါတယ်အဲ့ဒါမှလူဆိုးတွေကိုတားလို့ရမှာဒါပေမဲ့ခွေးလေးရဲ့ကြိုးစားမှုဟာမအောင်မြင်ခဲ့ဘူးယထာကလည်းလာနေပါတယ်အထင်းမှာတော့လူတွေဟာပျော်ရွှင်စွာထိုင်နေကြပါတယ်ခွေးကလည်းအာအင်းအပြည့်နဲ့អော်ပါတယ်တယောက်ယောက်ကြားရအောင်လို့အဲ့ချိန်မှာကြားတကောင်ဟာကြားသွားပြီးခွေးလေးရှိကိုသွားပါတယ်ပြီးတော့ခွေးလေးဟာကြားကိုအကုန်ပြပြလိုက်ပါတယ်ကြားကလည်းပြေးပြီးတောင်ပေါ်တက်သွားပါတယ်ထိုးနောက်ကြောက်တုံးအခုကိုမှပြီးယထာလမ်းပေါ်ချလိုက်ပါတယ်ညီမောင်ကလည်းကြောက်တုံးကြီးကိုမြင်ပြီးနှင်းမြန်စွာယထာကိုရက်လိုက်ပါတယ်ဒါပေမဲ့ယထာဟာမြန်နာကြောင်ကြောက်တုံးနဲ့တိုက်ခိုက်ပြီးရက်သွားပါတယ်ပြီးတော့တန်လန်းဟာပောက်ကွဲသွားပါတယ်ထိုးနောက်ယထာဘော်ကလူလေးကလည်းအောက်ကိုဆင်းပါတယ်တန်လန်းဟာတော့ပျက်စီးသွားပါတယ်အဲ့ချိန်မှာညီမောင်ကခွေးလေးကိုထောင်ချောက်ကနေကယ်တင်လိုက်တယ်ကြားနေခွေးလေးအထက် like and follow လုပ်ပေးပါဦး